တင်ချာနဲ့ပတ်သက်ပြီးတော့တသက်လုံးလိန်ညာခံခဲ့ရတယ်ဆိုတာသင်သိပါသလားဆရာတော်များများကစေတနာဆိုးတာမျိုးမဟုတ်ပေမဲ့သူတို့ကိုယ်တိုင်ကလည်းထိရောက်တဲ့သင်ယူနည်းကိုမသိခဲ့ကြပါဘူးတင်ချာတော်တယ်ဆိုတာပါရမီရှိမှအိုင်ကျူမြင့်မှာဒါမှမဟုတ်မျိုးရိုးဗီဇထူးခြားမှဖြစ်တာလို့သင်ကိုယုံကြည်အောင်စနစ်တကျလေ့ကျင့်ပေးထားတာဖြစ်ပါလိဒီနေ့မှာတော့အဲ့ဒီဒဏ္ဍာရီကိုတူတူဖြုတ်ခွင်းလိုက်ကြရအောင်ဘာလို့လဲဆိုတော့တကယ်အမှန်တရားကတင်ချာဆိုတာပါရမီနဲ့မဆိုင်ပဲလေ့ကျင့်မှုနဲ့ပဲသက်ဆိုင်လို့ပါခဏလောက်ပြန်စဉ်းစားကြည့်ပါတင်ချာကိုဘယ်လိုလေ့လာခဲ့သလဲပြေးစရာကောင်းတဲ့ဟောပြောပွဲတွေမှာထိုင်နေမယ်ဖော်မြူလာတွေကိုလွတ်ကျက်မယ်တခုခုကောင်းတဲ့ဝင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ဗီဒီယိုတွေကိုနှစ်ဆမြန်နှုံးနဲ့ကြည့်မယ်ဒါပေမဲ့သင်ချာကမျိုးပိုးတစ်ခုလိုဝေဝါးနေတော့ပဲမဟုတ်လားဘာလို့လဲဆိုတော့သင်ကသင်ချာကိုဘာသာရပ်တစ်ခုလိုပဲလေ့လာနေလို့ပါအမှန်တော့သင်ချာဟာယုတ်တိဗေဒရဲ့ဘာသာစကားတစ်ခုပါဂီတဒါမှမဟုတ်ကိုယ်ခံပညာလိုပဲကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်ကျွမ်းကျင်မှုဆိုတာစာဖတ်ခြင်းကြည့်ရှုခြင်းနဲ့မဟုတ်ပဲကိုယ်တိုင်လှုပ်ဆောင်ခြင်းနဲ့ပဲတိဆောက်လို့ရတာပါအာရှကျောင်းသားတွေသင်ချာမှာဘာကြောင့်လွှမ်းမိုးထားနိုင်တာလဲမျိုးရိုးဗီဇမဟုတ်ပါဘူးဒါဟာမာဆယ်မက်မိုရီကိုဖွံ့ဖြိုးစေသလိုမျိုးတင်ချာဆိုင်ရာအလိုလိုသိစိတ်ကိုအုံနောက်ထဲမှာကုန်ရေးသွင်းလိုက်တာပါဂျပန်ကိုရီးယားစင်ကာပူလိုနိုင်ငံတွေမှာတင်ချာကိုစိတ်ပိုင်းဆိုင်ရာအာကစားရုံတစ်ခုလိုသဘောထားကြပါတယ်ပြဿနာတိုင်းဟာအလေးမာတာနဲ့တူပြီးတော့အမားတိုင်းဟာထက်ကတလေးလေးလေးချင်းဖို့အခွင့်အရေးပါပဲသူတို့ဟာပို့စာတစ်ပုဒ်ကိုဖြည့်ရှင်းရုံနဲ့မဟုတ်ပဲအဲ့ဒီအယူဆရဲ့မျိုးကွဲပေါင်း90မကကိုဖြည့်ရှင်းပြီးတော့အုံနောက်ထဲမှာစနစ်တကျကုန်သွင်းလိုက်တာပါအခုသင်ဦးနောက်ကိုသင်ချာစတစ်လုံးလိုပြောင်းလဲပေးမဲ့သိပ္ပံနည်းကျဟတ်6ခုကိုစလိုက်ကြရအောင်ပထမချက်လေးလာခြင်းကိုရက်ပြီးတော့လေ့ကျင့်ပါလက်ဆွဲစာအုပ်ဖတ်ရုံနဲ့ရေကူးမတက်နိုင်သလိုပါပဲပို့စာတစ်ပုဒ်ကိုမြင်ရင်အစိမ့်စိမ့်တွက်ချက်ကြည့်ပါဒုတိယအချက်ဖော်မြူလာကိုအလွတ်မချက်ပါနဲ့ထုတ်ယူကြည့်ပါဒါဘယ်ကလာတာလဲလို့အမြဲမေးပါဖော်မြူလာတစ်ခုကိုအခြေခံကနေပြန်တိစောက်နိုင်ရင်သင်ဘယ်တော့မှမမေ့တော့ပါဘူးတတိယအချက်ပြန်လေစင်ကြပါပို့စာတစ်ပုဒ်မှန်သွားရုံနဲ့မရက်ပါနဲ့ငါဘယ်နားမှာထောင်းချောက်မိသွားသလဲဘလို့ပူမြန်အောင်တွက်လို့ရမလဲလို့ပြန်သုံးသပ်ပါစရုပ်ထားချက်ခရုပ်ပတ်ပုံစံသင်ယူပါအကြောင်းအရာတွေကို80%လေ့လာပြီးတော့အဟောင်းတွေကို30%ပြန်နှွေးပါဒါဟာခိုင်မာတဲ့နားလည်မှုကွန်ရက်ကိုတိဆောက်ပေးပါတယ်ပြေစမချက်အချိန်ဖိအားပေးပါကိုအချိန်အသက်မချက်ထားပြီးတော့တွက်ပါဒါဟာအုံနောက်ကိုဖိအားအောင်မှာပို့ပြီးတော့ထပ်မြက်လာစေပါတယ်စက်ထမချက်အမားမှတ်တမ်းထားပါကိုမှားခဲ့မှုတဲ့အမားတွေကိုသီးသန့်မှတ်စုစာအုပ်နဲ့မှတ်ထားပါဒီတစ်ခုတည်းနဲ့တင်တိုးတက်မှုက2ဆပြန်လာပါလိမ့်မယ်ဒီနေ့ကစပြီးတော့သင်ချာအတားစီးမဟုတ်တော့ပဲကစားပွဲတစ်ခုဖြစ်လာပါလိမ့်မယ်မိကုန်းတစ်ခုနဲ့အဆုံးသတ်ပေးရစေသင်ကိုအချောလန့်ဆုံးသင်ချာကောင်းစဉ်ကပါလေမှတ်ချက်မှာရေးပေးခဲ့ပါကျွန်တော်တို့တူတူဖြိုးခွင်းလိုက်ကြရအောင်ဒါဟာအဆုံးသတ်မဟုတ်ပါဘူးသင်ရဲ့အောင်မြင်မှုခရီးလမ်းအစပြုခြင်းပဲဖြစ်ပါတယ်အဆုံးတကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ